အခုပိုစိုက်တန်ရဲ့အချစ်ဇလန်နဲ့ကမက်ဒူဇာနဲ့အချစ်ဇလန်လေးကိုထပ်ပြီးတော့ပြောပြပေးသွားမယ်ရှင်မက်ဒူဇာဟာငကိုကငွေကောင်းမရှိသေးပါဘူးသူမဟာအဖြူရောင်အသားအရည်ရွှေရောင်သပင်ရှည်တွေလက်ရောင်လိုတောက်ပတဲ့မျက်လုံးတွေနဲ့လူသားတွေအပြင်နှဖျားတွေတောင်ငေးမောရလောက်အောင်လှပခဲ့သူပါသူမဟာဉာဏ်ပညာနဲ့သမီးအတီနာရဲ့ဖះเจ้าမှာတန်ရှင်းသောအပြိုစင်ရစ်ဘရောဟိတ်အဖြစ်တာဝန်ထမ်းဆောင်နေခဲ့ပါတယ်အတီနာရဲ့ဖះเจ้าနဲ့ဝင်လာသူတိုင်းကမက်ဒူဇာရဲ့အလှကိုမြင်ပြီးအသက်ရှူမေ့သွားတတ်ကြတယ်တနေ့မှာတော့ပင်လယ်ပြင်ကြီးကိုဖျက်ပြီးပိုစိုက်တန်ရဲ့ယထာတော်ဟာအတီနာဖះเจ้าအနီးကိုရောက်လာခဲ့ပါတယ်လိုင်းတန်တွေကြားတဲ့ကနေပိုစိုက်တန်ဟာဖះเจ้าအတွင်းဝင်သွားရမှာမက်ဒူဇာကိုပထမဆုံးတွေ့မြင်လိုက်ရပါတယ်။အဲ့ဒီအချိန်မီးတိုင်တွေလှုပ်ခတ်သွားသလိုပင်လယ်လှိုင်းတွေတောင်တိတ်ဆိတ်သွားသလိုထင်ရှားရတယ်။ပိုစိုက်တန်ဟာစစ်ပွဲနှစ်ဖျားမဟုတ်ပေမဲ့အနာယူဖို့အမြဲတမ်းအကျင့်ရှိသူပါ။ဒါပေမဲ့မက်ဒူဇာရှေ့မှာတော့သူ့နှလုံးသားကမုန်တိုင်းတဲကသမွန်တစင်းလိုလှုပ်ရှားသွားခဲ့တယ်။လူသားတစ်ယောက်ကဒီလောက်တောင်လှနိုင်တာလား။ပိုစိုက်တန်ကတိုးတိုးပြောလိုက်တယ်။မက်ဒူဇာကလည်းပင်လယ်နှစ်ဖျားကြီးကိုကြောက်ရွံ့ပေမဲ့သူ့ရဲ့မျက်လုံးထဲမှာဝမ်းနည်းမှုတစ်ခုရှိနေတာကိုမြင်မိခဲ့ပါတယ်။နဖျားတစ်ပါးဖြစ်ပေမဲ့ပိုစိုက်တန်ဟာအထီးကျက်နေသူတယောက်လိုထင်ရတယ်။အဲ့ဒီနေ့နောက်ပိုင်းပိုစိုက်တန်ဟာဖျားเจ้าသားကိုမကြာခဏရောက်လာတတ်ခဲ့တယ်။တခါတလေပင်လယ်ထဲကရှားပတ်ပလဲတွေယူလာပေးတယ်။တခါတလေလှိုင်းတွေငိမ့်သက်တဲ့ညတွေမှာမက်ဒူဇာနဲ့စကားထိုင်ပြောတယ်။မက်ဒူဇာကပိုစိုက်တန်ကိုတဖြည်းဖြည်းသဘောကျလာခဲ့ပါတယ်။သူမအတွက်တော့ပိုစိုက်တန်ဟာကြောက်စရာနဖျားမဟုတ်တော့ပဲသူမကိုနားလည်ပေးတဲ့သူတယောက်လိုဖြစ်လာခဲ့တယ်။ဒါပေမဲ့အတီနာဟာအဲ့ဒီအရာကိုသိသွားခဲ့ပါတယ်။အတီနာကမက်ဒူဇာရဲ့အလှကိုတော့မနာလိုဖြစ်နေသူလို့ဒဏ္ဍာရီတချို့မှဆိုကြပါတယ်။အခုတော့သူမရဲ့တန်ရှင်းတဲ့ဖျားเจ้าမှာပိုစိုက်တန်နဲ့မက်ဒူဇာတို့ရဲ့ချစ်ချင်းကိုမြင်လိုက်ရတဲ့အခါဒေါသအယမ်းထွက်သွားခဲ့ပါတယ်။ပိုစိုက်တန်နဲ့မက်ဒူဇာဟာဖျားเจ้าနဲ့မှမှားခဲ့ကြပါတယ်။အဲ့ဒီအချိန်မိုးကြိုးတွေကျလာတယ်။ဖျားเจ้าတစ်ခုလုံးတုန်ခါသွားတယ်။အတီနာရဲ့အတန်ကအေးဆက်နေခဲ့တယ်။တန်ရှင်းသောနေရာကိုညဉ့်ညမ်းစေခဲ့တယ်။မက်ဒူဇာဟာကြောက်လန့်ပြီးတောင်းပန်ခဲ့ပေမဲ့အတီနာကနားမထောင်ခဲ့ပါဘူး။သူမရဲ့ကျိန်စာကမက်ဒူဇာရဲ့အလှကိုဖျက်ဆီးပစ်လိုက်တယ်။ရွှေရောင်စပင်တွေဟာတဖြည်းဖြည်းမွေးတွေအဖြစ်ပြောင်းသွားတယ်။မျက်နှာလှလှလေးဟာကြောက်မဲ့ဖွယ်အသွင်ဖြစ်လာတယ်။သူမရဲ့မျက်နှာကိုကြည့်မိသူတိုင်းကြောက်ရွံ့ဖြစ်သွားရတယ်။အထူးသဖြင့်သူမရဲ့မျက်လုံးကိုတက်တက်ကြည့်မိသူတိုင်းဟာကြောက်ရွံ့ဖြစ်သွားရပါတယ်။မက်ဒူဇာဟာငိုကြွေးရင်အထီးကျန်ကျွန်းတစ်ခုစီထွက်ပြေးသွားခဲ့ပါတယ်။ပိုစိုက်တန်ကတော့သူမကိုကယ်တင်မပေးနိုင်ခဲ့ပါဘူး။တချို့ဒဏ္ဍာရီတွေမှာတော့ပိုစိုက်တန်ဟာအကျင့်ရှိသလိုထွက်ပြေးသွားခဲ့တယ်လို့ဆိုကြတယ်။တချို့မှာတော့နဖျားတွေရဲ့စီးမြင်ကြောင်းလို့အတီနာကိုမဆက်ကျင်နိုင်ခဲ့ဘူးလို့ပြောကြပါတယ်။ဒါပေမဲ့တေးချတာတစ်ခုကတော့မက်ဒူဇာဟာအမောင်နဲ့ကျသွားတဲ့အချိန်မှာပိုစိုက်တန်မရှိတော့တာပါပဲ။နှစ်တွေကြာလာပြီးမက်ဒူဇာဟာလူတိုင်းကြောက်တဲ့ဂေါဂွန်အဖြစ်ကြော်ကြားလာတယ်။သူမကိုတက်ဖို့သူရဲကောင်းတွေအများကြီးလာကြပေမဲ့ဘသူမှမအောင်မြင်ခဲ့ဘူး။နောက်ဆုံးမှာတော့ပါစီယက်ဆိုတဲ့သူရဲကောင်းလူငယ်လေးတစ်ယောက်ရောက်လာခဲ့ပါတယ်။အတီနာနဲ့နဖျားတွေကပါစီယက်ကိုကူညီပေးခဲ့ကြတယ်။မှန်တက်ထားတဲ့ဒိုင်းကိုတုံးပြီးမက်ဒူဇာမျက်လုံးကိုမကြည့်ပဲသူမခေါင်းကိုဖျက်နိုင်ခဲ့တယ်။မက်ဒူဇာသေဆုံးသွားတဲ့အချိန်သူမရဲ့သွေးတွေကနေတောင်ပန်ပါတဲ့မြင်းဖြူကြီးပီကာဆက်မွေးဖွားလာခဲ့ပါတယ်။ဒဏ္ဍာရီတွေကပီကာဆက်ဟာပိုစိုက်တန်နဲ့မက်ဒူဇာတို့ရဲ့သားတော်ဖြစ်တယ်လို့ဆိုကြပါတယ်။အဲ့ဒီလိုနဲ့ပင်လယ်နဖျားနဲ့အလှဆုံးမိန်းကလေးတို့ရဲ့အချစ်ဟာမုန်တိုင်းတစ်ခုလိုစတင်ပြီးကျိန်စာတစ်ခုလိုအဆုံးသတ်သွားခဲ့ပါတယ်။ဒီနေရာမှာပြောချင်တာကပိုစိုက်တန်ဟာမက်ဒူဇာဘလောက်ပဲပြည့်စက်ပါစေမက်ဒူဇာကြောက်ဆုံးသွားတဲ့အချိန်မှာမက်ဒူဇာဘေးမှာရှိမနေခဲ့တာဟာဝမ်းနည်းစရာအချစ်ဇလန်တစ်ပုဒ်ဖြစ်ခဲ့ပါတယ်ရှင်။နောက်ထပ်ပိုစိုက်တန်နဲ့တခြားနှစ်ဖျားမှတအူရဲ့အချစ်ဇလန်ကိုထပ်ပြီးတော့ပြောပြပေးသွားမှာမို့လို့စုရဲ့ဗီဒီယိုလေးတွေကိုစောင့်ကြည့်ပေးပါအောင်ရှင်။